အမေရိကန်ရဲ့တိုက်ခိုက်မှုပြီးရေနံတင်ပို့မှုရဲ့အသက်သွေးကြောဖြစ်တဲ့ဟော်မုတ်ရေလက်ကြားကိုပိတ်တော့မဲ့အီရန်အားလုံးပဲမင်္ဂလာပါအမေရိကန်နိုင်ငံကတော့အစင်းမြင့်ရေဒါပြောင်းစနစ်နဲ့ B2 ဘုံကျဲလီရင်တွေကိုအသုံးပြုပြီးတော့အီရန်နိုင်ငံရဲ့နျူကလ িয়ার ပြစ်မဲ့နေရာ3နေရာအထိကိုတိုက်ခိုက်ခဲ့ပါရီဒီတိုက်ခိုက်မှုကြောင့်အီရန်နဲ့အစ္စရေးပြည်ပခအတွင်းမှာအမေရိကန်မှာဝင်ရောက်လာခဲ့ပြီလို့ပြောလို့ရပြီးတော့တင်းမာမှုတွေကိုပုံမမြင့်တက်စေခဲ့ပါရီအီရန်ဘက်ကလည်းဒီတိုက်ခိုက်မှုအတွက်လက်တုပ်ပြန်တဲ့အနေနဲ့ဟော်မုတ်ရေလက်ကြားကိုပိတ်ဖို့အတွက်လှုံ့ဆော်လာပါရီဟော်မုတ်ရေလက်ကြားဆိုရင်တော့ကမ္ဘာရေနံတင်ပို့မှုရဲ့အသက်သွေးကြောလေးဖြစ်ပြီးတော့ကမ္ဘာရေနံတင်ပို့မှုရဲ့20%ကဒီရေလက်ကြားကနေလာတာလို့လည်းသိရပါရီဟော်မုတ်ရေလက်ကြားကိုတော့ပိတ်လိုက်မယ်ဆိုရင်တော့ကမ္ဘာရေနံနဲ့73စီဈေးကွက်အတွက်ရိုက်ခတ်မှုကြီးမားသွားနိုင်ကြောင်းလည်းပညာရှင်တွေကသုံးသပ်ထားပါရီကမ္ဘာတစ်ဝက်မှာ73စီပြက်လက်တာတွေနဲ့ဈေးစမတန်မြင့်တက်လာတာတွေလည်းကြုံလာရနိုင်ပါရီလက်ရှိမှာဆိုရင်တော့ဟော်မုတ်ရေလက်ကြားကိုပိတ်ဖို့အတွက်အီရန်ပါလီမန်ကတည်ပြုလိုက်ပြီးလည်းဖြစ်ပါရီအီရန်ရဲ့ဒီလှုပ်ဆောင်ချက်ဟာတင်းမာမှုတွေကိုပုံမမြင့်တက်လာစေနိုင်သလိုအမေရိကန်ရဲ့နောက်ထပ်တိုက်ခိုက်မှုတွေကိုပါဖိတ်ခေါ်သလိုဖြစ်နေရလို့လည်းသုံးသပ်နေကြပါရီလက်ရှိမှာတော့အမေရိကန်ဟာဟော်မုတ်ရေလက်ကြားကိုမပိတ်ဖို့အတွက်တရုတ်ကနေတဆင့်အီရန်ကိုဖျောက်ပြခိုင်းထားခဲ့တယ်လို့သိရပါရီဆက်လက်ပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်နေပြည်တော်မှာလုံခြုံရေးတိုးမြင့်ထားတဲ့အကြောင်းကိုတင်ဆက်ပေးကြပါရီလာမယ့်ဇွန်လ25ရက်နေ့မှ29ရက်ထိနေပြည်တော်မှာစစ်ကောင်စီဟာဒုတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသွားဖို့ရှိနေပါရီဒီကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ငြိမ်းချမ်းရေးတရားဥပဒေစိုးမိုးရေးနဲ့ရေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက်ရည်ရွယ်ပြီးတော့ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါရီစစ်ကောင်စီနဲ့တိုက်ခိုက်မှုမရှိသေးတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကပဲဒီဆွေးနွေးပွဲကိုတက်ရောက်ကြဖို့ရှိနေပါရီ MICC ဘတ်2မှာကျင်းပမယ့်ဒီဆွေးနွေးပွဲဖွင့်ပွဲကိုစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်သွားဖို့ရှိနေပါရီဒါကြောင့်လက်ရှိမှာတော့နေပြည်တော် MICC ဘတ်2တစ်ဝိုက်မှာလုံခြုံရေးတင်းကျပ်စွာချထားခဲ့တယ်လို့သိရပါရီရဲတပ်ဖွဲ့အပြင်ပြည်သူစစ်တွေကိုလည်းလုံခြုံရေးယူနေကြတာကိုလည်းတွေ့ရပါရီစစ်ကောင်စီဟာပြီးခဲ့တဲ့မလတုန်းကလည်းငင်းချင်ရေးစကားဝိုင်း Peace Talk ကိုနေပြီးတော့ MICC ဘတ်2မှာကျင်းပခဲ့ပါရီဆက်လက်ပြီးတော့ Algeria ဘောလုံးပြိုင်ပွဲမှာလူအုပ်ပြိုကျမှုဖြစ်ပွားပြီးတော့3ဦးသေဆုံးက80ကျော်ဒဏ်ရာရခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးကြပါရီပြီးခဲ့တဲ့စနေနေ့တုန်းက Algeria နိုင်ငံကအစင်းမြင့်ဆုံးဘောလုံးလိပြိုင်ပွဲရဲ့ရာသီပိတ်ပွဲစဉ်ဖြင့် MCA အသင်းဟာNC Magra ကိုရင်ဆိုင်ခဲ့ကြပြီးတော့ဂိုးမရှိတရေရလက်ထွက်ပေါ်ခဲ့ပါရီဒီရလက်ကြောင့် MCA အသင်းဟာ200တီဆက်ချန်ပီယံဖြစ်ခဲ့ပြီးတော့ Algeria League ချန်ပီယံဆုကို9ကြိမ်မြောက်အနေနဲ့ရရှိခဲ့ပါရီဒီပွဲစဉ်အတွင်းကွင်းထဲမှာဆိုရင်တော့ MCA ပရိသတ်တွေနဲ့ပြေးနေခဲ့ပြီးသူတို့အသင်းရဲ့အောင်ပွဲတက်လေအားလုံးကအောင်ပွဲခံနေကြပါရီဒါပေမဲ့လည်း MCA အသင်းရဲ့အောင်ပွဲဟာဝန်နေစရာတွေအဖြစ်ကိုပြောင်းလဲသွားခဲ့ရပါရီပရိသတ်တွေအပေါ်တဲ့ပွဲကြီးစဉ်တက်ကနေပြုတ်ကျမှုဖြစ်ပွားခဲ့ရတာဖြစ်ပါရီအစောတုန်းကသေဆုံးသူ2ဦးသာရှိတယ်လို့ထုတ်ပြန်ထားပေမဲ့နောက်ဆုံးသိရသလောက်ဆိုရင်သေဆုံးသူ3ဦးနဲ့ဒဏ်ရာရရှိသူ80ကျော်ရှိနေခဲ့ပါရီလုံခြုံရေးတွေကာယံထားတဲ့အတားအဆီးတစ်ခုပြိုကျခဲ့တာကြောင့်ပြည်သက်များစွာအောက်ဘက်ပွဲကြီးစဉ်တက်ကိုပြုတ်ကျခဲ့တာဖြစ်တယ်လို့သတင်းရသိရပါရီဒီဖြစ်ရဆိုကြောင့်Algeriaဘလော့ဖွဲ့ချုပ်ကချန်ပီယံဆုပေးအပ်ပွဲခမ်းနားကိုဖျက်သိမ်းခဲ့ပါရီဆက်လက်ပြီးတော့အကျဉ်းပြခြားစားမှုအညွန်ကိုင်းမှာအစိုးဆုံးနိုင်ငံတွေပါဝင်လာတဲ့မြန်မာနိုင်ငံရဲ့အကြောင်းကိုတင်ဆက်ပေးကြပါရီအာနာသိမ့်မှု၄နှစ်ကြာကာလအတွင်းမှာမြန်မာနိုင်ငံရဲ့အကျဉ်းပြခြားစားမှုအညွန်ကိန်းတွေဟာတည်တသာမြင့်တက်လာခဲ့ပြီးအကျဉ်းပြခြားစားမှုအမြင့်ဆုံးနိုင်ငံတွေထဲမှာအပါအဝင်ဖြစ်လာပါရီအာဂရိလိုက်စားမှုတွေကိုလေ့လာစောင့်ကြည့်တဲ့ Transparency International ဖွဲ့ရဲ့လေ့လာချက်တွေအရမြန်မာနိုင်ငံရဲ့အကျဉ်းပြခြားစားမှုတွေဟာစိုးရိမ်စရာအခြေအနေမှာရှိလာခဲ့တာမှာ2021ခုနှစ်ထုတ်ပြန်ချက်အရဆိုရင်တော့မြန်မာနိုင်ငံဟာအကျဉ်းပြခြားစားမှုအဆင့်ရည်တည်ချက်မှာနိုင်ငံပေါင်း180ရှိတဲ့နဲ့အဆင့်140မှာရည်တည်နေကြတာပါဒါပေမဲ့အာဏာသိမ်းမှုပြီးမှတော့မြန်မာနိုင်ငံရဲ့အဆင့်ရည်တည်ချက်တွေဟာတစ်ချက်တစ်နေ့မြင့်တက်လာခဲ့ပါရီနောက်ဆုံး2024ခုနှစ်ထုတ်ပြန်ချက်မှာဆိုရင်တော့မြန်မာနိုင်ငံဟာအဆင့်168နေရာထိရောက်လာပါရီဒါကြောင့်မလို့၄နှစ်အတွင်းမှာ28စစ်ထိတက်လာခဲ့တာဖြစ်ပြီးတော့စိုးရိမ်စရာအခြေအနေဖြစ်ကြောင်းလည်းလေ့လာသူတွေကသုံးသပ်ခဲ့ကြပါရီဆက်လက်ပြီးတော့ထိုင်းဝင်ကြီးချုပ်ပေထုံတန်ရှင်နာဝက်ကိုယာဒူးကဖြုတ်ချဖို့ခုံရုံးစစ်စစ်တော်မယ့်အကြောင်းကိုတင်ဆက်ပေးကြပါရီကမ္ဘောဒီးယားထက်လက်တော်ဥက္ကဋ္ဌအွန်ဆန်နဲ့ထိုင်းဝင်ကြီးချုပ်တို့ပုံဆက်သွဲဆွေးနွေးမှုပဒံဖိုင်ပေါက်ကြားခဲ့ပြီးမှထိုင်းညွန့်ပေါင်းအစိုးရပြုတ်လဲမဲ့အန်ဒီဂန်နဲ့ရင်ဆိုင်နေရသလိုဝင်ကြီးချုပ်နှုတ်ထွက်ပေးဖို့ဖိအားတွေလည်းတိုးလာနေပါရီဝင်ကြီးချုပ်ကိုယာဒူးကဖယ်ရှားဖို့အတွက်အထက်လွှတ်တော်အမတ်တစုဟာဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာလက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြပါရီဒီတောင်းဆိုမှုကိုလက်ခံဖို့တင်မသိခုံရုံးကဇွန်23ရက်မှာကနက်အိုးစစ်ဆေးသွားတော့မှာဖြစ်ပါရီရှောက်သားသူတွေရဲ့လက်မှတ်တွေမှန်ကန်မှုရှိသလားဝင်ကြီးချုပ်ကိုဖယ်ရှားရဲ့အကြောင်းပြချက်တွေဟာအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီသလားဆိုတာကိုကနက်အိုးစစ်ဆေးမှာဖြစ်ပါရီဒီလုပ်ငန်းစီပြီးစီရင်တော့ဇွန်26ရက်ကောက်ကစပြီးတော့ခုံရုံးတရားသူကြီး3ပါးထိုင်ကဥပဒေရှုထောင့်အရလက်ခံစဉ်းစားဖို့တင်မသိထက်စီစစ်မှာဖြစ်ပါရီ
ခုံရုံးကသာအမှုကိုလက်ခံပြီးတော့ဝင်ကြီးချုပ်ကိုတာဝန်ကယာယီရဆဲဖို့အမိန့်ထုတ်ခဲ့ရင်ဒုဝင်ကြီးချုပ်ဝီချာယာချိုင်ကယာယီဝင်ကြီးချုပ်တာဝန်ယာယီဝယ်ရှိပါရီဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးခဲ့တာကိုဒီမှာပဲရှင်းပြပါရစေရှင်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်